Mat Pilates ကိုနန်ထတို့အလေးဆုံးရှိအောင်နဲ့အိမ်မှာကိုယ့်အကူကစားလို့ရပါတယ်နော်ဒီနေ့မှာနန်ထကအလေးကို 2kg သုံးပြီးတော့နန်ထတို့ဒီရဲ့ bike ပတ်လေကအစီတွေရဲ့လက်မောင်းမဆေးတွေကိုကြစ်လစ်စေမယ် Pilates workout ကိုဒီနေ့မှာလုပ်ပြပေးပါမယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့ front toe thrust ကိုဝင်ထားပေးမယ်ခန္ဓာကိုယ်ကိုတန်းနဲ့ထားပြီးတော့ခြေပြားထိပ်လက်ထိပ်ကိုဆွဲထိလိုက်ရုံပါမယ်နော်ဒါအောင်နန်ထတို့စောက်ဝင်တဲ့ခါကျရင်10ချိန်ကစားပြီးလို့ရပါတယ်ဒုတိယတစ်ခုကတော့ side crunch ရဲ့ knee drive ပြကိုတစ်ခါတည်းဝင်ထားပေးထားတယ်ခါဘီရဲ့ဒီရဲ့အရှေ့အား bike မဆေးရဲ့ focus ထားပြီးတော့ဝင်ထားပေးထားမယ်ဒီနေရာမှာကိုကအလေးကို 2kg မသုံးနိုင်ဘူးဆိုလို့ရှိရင်တော့ရေတက်မှုသုံးပြီးလဲရတယ် 1kg သုံးပြီးလဲရပါတယ်နော်နင်တို့လေ့ကျင့်ခန်းတစ်မျိုးကို10ချိန်စီနဲ့ဘယ်ညာကိုတကြော့တူတဲ့3 round ကစားပြီးလဲရပါတယ်ဒီနေရာမှာနန်ထက်ကပြတာဆိုတော့တစ်ခါတည်းပဲတစ်ဖက်ထဲကိုလေ့ကျင့်ခန်း3မျိုးလုံးကစားပြီးထားပေးပါတယ်ဒီလိုမျိုးတစ်ဖက်ထဲကိုလေ့ကျင့်ခန်း3မျိုးလုံးတစ်ခါတည်းကစားပြီးတော့မှနောက်တစ်ဖက်ကိုချိန်မဲ့ဆိုလဲအဆင်ပြေပါတယ်နော်နောက်ဆုံးတစ်ခုကတော့ Nintendo Side Crunch ရဲ့ leg raise ရဲ့ကိုဝင်ထားပေးထားပေးမယ်ဒီညမှာက Nintendo သတိထားမှာတစ်ချက်ပဲရှိမယ်ထောက်ထားလက်ရဲ့ပခုံးရဲ့တန်းနဲ့ပဲဖြစ်ရမယ်ခဏကိုလည်းတန်းနဲ့ပဲထားပြီးတော့ခါပြီးမှစေကို focus ထားပြီးတော့တည်တည်ချလေး balance ကိုထိန်းပြီးတော့တွားပြီးလို့ရပါတယ်နော်အိမ်မှာပဲကိုက Mat Pilates class ကို join နေဆိုလို့ရှိရင်တော့ Nintendo ရဲ့ online training ထဲမှာ join ပြီးလို့ရပါတယ် Nintendo ရဲ့ Zoom group training ထဲမှာဆိုလို့ရှိရင်တော့ strength training တွေပါမယ်အခုလိုမျိုး Mat Pilates class တွေလည်းပါပါတယ်နော်တေချာလေးတင်တက်ချင်တယ်ဆိုလို့ရှိရင်တော့နန်ထရဲ့ page messenger ကနေပြီးတော့ဆက်သွယ်ပေးလို့ရပါတယ် match လတန်းနေလဲစတင်လက်ခံပြီးဖြစ်တဲ့အတွက်ကြောင့်မျိုးမြင်မြန်လေးစီးရင်သွေးပေးဖို့လိုပါမယ်နော်